哎呀，别把球抽完了，妈嘞，把别进来。哈，嘿呀，我妈几三毛哇，那么要来的找那丢，我讲你把这干那边没得丢。开什么哇？哎，个人洗头的。你看，如果这个那边得了嘛呢，他不要进来，一进来就爆完了喏。哎呀，人生来不要啊，打的我不，啊，这个进来不来呀？啊啊！要抽他，妈嘞呀！哈，ထားလို့ရမလားကွာဟိုဘဝိုင်းပြီးတော့အနိုင်ကျင့်နေတာ ဟာနေစမ်းမှာလာရအောင်ဟာဒီကိစ္စတွေအထဲထဲမှာဖြစ်နေကြပါကွာမင်းကိစ္စမဟုတ်ဝင်မလျှောက်စမ်းပါနဲ့ ဟုတ်တယ်လားရောဒီကိစ္စမှာမင်းဝင်ပါပါနဲ့တော်ရမင်းတိုက်ထည့်နေပဲတော့ ထိတယ်ထိပါသေးကွာငါအရှိမအဲ့လိုမတရားတော့ငါကြည့်မနေနိုင်ဘူးကွာ ဟာလာရဟဲ့ရလာရဟာလာရဟာဒီကောင်လို့ကွာဒီတော့တားနေတာဘောတော့ကွာ ထားတော့ကွာဒီကောင်ကိုယ်တိုက်ထည့်တယ်ဘာလို့မဆိုင်ဖူလို့တိုက်ရလို့ရ ဟဲ့လူတွေဟဲ့လူတွေဟဲ့လူတွေခင်ဗျားတို့ဝိုင်းပြီးအနိုင်မရှိကြနဲ့လေဗျာ 咱别别搞， မင်းနဲ့ပါဆိုလို့လေဟာကြောက်ရှိမှာမတရားအမျိုးဆိုလို့ရှိရင်ကျောက်ကဒီတိုင်းကြည့်မနေတယ်ဘူးအလည်းကြီးတော့ဘာလဲကွာဟာဟဲ့ 这人家咱不要刚在那看我楼下 ကဲထိုး လေတကယ်ကြီးငါတိုက်တယ်နော် ကဲဘယ်သူကြံသေးလဲနောက်ဆုံးလက်ဒီအားလုံးလက်ရှောင်ကဲဖွင့်ပေါ့ ဝဲဝါပြန်ကွာတူးလိုက်တာအား ဆိုမေဟဲ့တကယ်ကြီးအဲ့မင်းပတ်စံဘယ်လောက်ပါလဲငါလည်းရှုံးနေတယ်ပေါ့ငါမှလည်းဒါပဲရှိတာအေးကွာငါမှပတ်စံပြတ်သွားပြီပတ်စံ100လောက်လိုချင်တယ်ပေါ့အမင်းတစ်ချက်တော့ကြံပန်ပေးစမ်းပါကဲကွယ်ကြီးကျောက်တကယ်ကြီးကိုပတ်စံ100လောက်ကိုယူပါလား ဟဲ့တန်းကျော်ပတ်စံတရားကတိတ်ပြဿနာမရှိဘူးဒါပေမဲ့မင်းကတိတီဖို့တော့လူ တီးပါတယ်ဗျာကျောက် အဲ့တော့မင်းဘတော့ပြန်ပေးပါလေ ကိုဟန်ကြီးရတယ်ဗျာအလိုဆုံးကျွန်တော်ကြာရင်တစ်လပေါ့တစ်လတော်လေးကျွန်တော်ပြန်ပေးပါမယ် မင်းကတိမင်းတီးပါစေနော် တီးပါတယ် ကြောင်းလေဒီကောင်မှတ်ထားဒီကောင်နာမည်ပါမှတ်ထားနော်ရိုးကြီးဟုတ်ဒီကောင်ပတ်စံတရားထုတ်ပြီဟုတ်ကဲနောက်ဝိုင်းဆောင်မယ်နော် ဆ
sorry sorry နော် sorry ပါကို ရ ဘာများသုံးဆောင်လဲ ဒီဆိုင်မှာဖိုင်ရလေ ။အော်ကချင်စားစာစုံရပါတယ်။စာပြဲတို့ကချင်တံပေါက်တို့နောက်ခေါင်ရည်အစုံရပါတယ်ခင်ဗျာ ဒါနဲ့ကိုကဒီဆိုင်ရဲ့ waiter ခေါင်းဆောင်လား ။ကျွန်တော်ဒီဇိုင်းပိုင်ရှင်ပါ။ဒီဇိုင်းရဲ့ boss ပါ အော်ဟုတ်လား ဆက်ချူတော့ကန်တော့လေနော်ရေကရန်လာပြီးအခက်နေပြီ ။နာမည်ခက်ချိုတယ်လား ဟုတ်ပါရဲ့ကျမနာမည်ကခက်ချိုပါ ။ကျွန်တော်နာမည်ကလင်ပါပါ။တွေ့ရတာပါ ကျမလည်းတွေ့ရဝမ်းသာပါ ။ဟုတ်ဘာသုံးဆောင်မှလဲတကယ် ကချင်တံပေါက်ပဲစားမယ်လေငယ်ချင်းနေရောပါစားမလဲ ငါလည်းအရှင်သမပဲစားမယ်လေ ။အဲ့ဆိုတံပေါက်နှစ်ပွဲပေါ့နော်။ကျွန်တော်စီစဉ်လိုက်ပါ ဟုတ်ကဲ့ ပိန်သွားလိုက်တာကိုရေနေရောကောင်းရလားကိုအခုလိုမြင်ရတာဟိုကဘလို့မှမကြည့်ရဘူး ဟုတ်လားနေကိုငါရှိတဲ့အရက်ကိုမလာပါနဲ့လို့နေကဘယ်နှခါပြောရမလဲဟမ် မူရာပြောပြီးသားလေကိုရှိရဲ့အရက်ကမူရာရှိရဲ့အရက်ပဲလို့ကိုမမှတ်မိဘူးလားအခုလေကိုတတိယလို့လွမ်းလို့ပါ ဟုတ်လားဒီအချိန်မှာအဲ့တတိရတာလေးလွမ်းနေဆိုတဲ့စကားလေးမပြောနဲ့တော့သိချင်းတည်းရနေပြောငါ့ကိုထုတ်ပလိုက်တော့ ပြောရလိုက်တာကိုရဲ့မူရာရင်တွေကကိုဘလို့ထုတ်ပြရမှာလဲမူရာကိုတတ်လို့မျောနေလာခဲ့တာအဲ့မျောနေချက်နဲ့မူရာအသက်ရှင်နေ အဲ့ဒီမျောလင်းချက်တွေရပဲနင့်ကိုဒုက္ခပေးနေရမှုဆိုတာတကယ်တော့လေနင်မျောလင်းချက်ဆိုတာထက်အတ္တတွေအရန်ကြီးနေတာသိလားအဲ့ဒီအတ္တမီးတွေရပဲနင့်တစ်ခုလုံးကိုလောင်မြိုက်နေတာ အဲ့အတ္တကိုအရင်ချစ်လို့ဖြစ်လာခဲ့ရလေကိုချစ်တဲ့စိတ်ချမူရာတကူလို့လောင်ကျွမ်းပြကြသွားမယ်ဆိုရင်တော့မူရာကိုဆက်ချစ်နေမှာအချစ်နဲ့စစ်ဆိုတာမတရားတာမရှိဘူးအပြစ်မဲ့တရားတွေကကုသရလွယ်ပေမဲ့ရပတ်ထဲမှာနာကျင်တဲ့တရားတွေကကုသဖို့ခက်တယ်ကို ဟုတ်လားမျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံးပြန်ပြီးတော့အယောပေးရကြီးဆိုရင်ကဘာကြီးကပို့ပြီးအမှောင်ကျသွားမှာငါပါလေနင်းနဲ့ပတ်သက်ပြီးတော့နင်းကိုပြန်ပြီးတော့အလင်းမပေးနိုင်တာငါ့ကိုခွင့်လို့ပါနော်ပြီးတော့ငါရှင်လေးကဒဏ်ရောင်လဲနင်းစားနဲ့ထပ်မပတ်ပါနဲ့ဟုတ်ပြီလားငါနင်းကိုတောင်းပန်နေ ကိုချစ်တဲ့စိတ်ကြောင့်ခံစားရတဲ့ဝေဒနာတွေမို့တာခံစားနိုင်ပါတယ်ဒါပေမဲ့ကိုစီအမုန်းစကားတွေမို့တာမကြားနိုင်တကယ်ပါလုံးကလူတွေမို့တာအမုန်းချက်မုန်းကြပါစေကိုအချစ်တစ်ခုနဲ့မို့တာကပါလုံလောက်ပါတယ်အဲကြောင့်မို့လို့မို့တာဆက်ပြီးမျောလင်းခွင့်ပေးပါ ဆယ်ကချိန်စေးပြီနော်
ဆိုမူရာပြန်တော့မယ်နော်လူရာရှိမူရာကိုပြောပါနော် ဘာကိစ္စငါ့ကိုဖုန်းနေခဏခဏဆက်နေရတယ်ငါမှလောက်တစ်ဖက်နဲ့ချိန်မရှိဘူး ဟုတ်တော့ငါတို့ကိစ္စစီမဖိုးဆွဲရမှာလားနေခုတော့အလုပ်တွေများနေပြီဟုတ်လား နေငါ့ကိုခဏတက်တက်ရွက်တက်တက်လာမပြောနဲ့နော်နေပြောစရာရှိရပြော ဟုတ်တော့ငါလောက်ချစ်တဲ့သူဒီကဘာပေါ်မှာနေစာကြည့်လိုက်စမ်းပါနေဖြစ်ချင်တဲ့ဆန်းရည်အားလုံးငါအကောင့်ထဲပေါ်ပြီးပြီနော်အခုအထွေဘွားလည်းစုပ်ပြတ်တက်သွားပြီလာရောင်ကလည်းသူ့စင်းနဲ့သူသွားပြီနေမျော်လင့်နေနေတော့လာရောင်ကမွေးရစေဝါတားကောင်စေးသမား နစ်ပစက်ကိုပိတ်ထားကိုကစေးသမားမဟုတ်ဘူးကိုစေးသမားလို့လာမပြောနဲ့အခုဖြစ်တဲ့ကိစ္စမှာလဲတရားရောက်ကလောက်ကြံလို့ဖြစ်ရနင်နားလေလား မူတာနေကလာရောင်စကားဆိုရင်အမြဲတမ်းယုံကြည်တာပဲနော်ငါနေကိုတစ်ခုပြောလိုက်မယ်ဘယ်တရေခံမှအမှန်တိုင်းကိုမခံဘူးဆိုတာနေသိလားမူတာငါနေကိုအရင်ချစ်တာပဲဟာ ငါနင့်ကိုပြောပြီးသားနော်ငါနင့်ပေါ်မှာတငယ်ချင်းတယောက်ထက်မပို့ဘူးလို့ပြောပြီးသားနင်နဲ့ငါနဲ့ဇလန်ခုပြီးသွားပြီ ဖျားတယ်ပြီဆိုတော့လေညမ်းဆိုတာအပြက်ခံတာတဘာဝပဲလေနေရဲ့စိတ်တွေနေရဲ့အချစ်တွေလာရောင်စီပဲရောက်နေတာငါသိလိုက်ရပြီမူတာ ခုနကခုမှသိရလားတနာစရာပဲအခုငါနေနဲ့ပတ်သက်စရာကြလို့ရှိရင်ကဲကိုဗလာနေထိုင်ကောင်းရဲ့လားအဲမှာရောနေလို့ထိုင်လို့အဆင်ပြေရဲ့လား ဟာမင်းမို့လို့မေးရတယ်ကွာအထဲမှာနေရတာအဆင်ပြေလားဆိုတော့ဘလို့တော့အဆင်ပြေမှာလဲကွာဒါပေမဲ့မင်းအခုလို့ငါလာတွေ့တာတော့ကျေးဇူးတင်ပါတယ်ကွာအေးလာမတွေ့ဘူးဆိုရင်ငါမင်းကို blacklist ထဲတော့မလို့ ဟာကျွန်တော် blacklist တွေတော့မထည့်ပါနဲ့ကျွန်တော်အားရင်အားသလိုကိုဗလာစီကိုလည်းတွေ့ပါမယ်အခုလောလောဆယ်တော့ကျွန်တော်တင်းမောပြန်တက်ဖို့စဉ်းစားနေတယ် အေးအဲ့ဒါတော့မင်းသဘောပဲလေဒါပေမဲ့ငါမင်းကိုသတင်းတစ်ခုပြောစရာရှိတယ် ဘာတည်းလဲကိုဗလာပြောတဲ့စကားတွေကအသွေးတွေအများကြီးပါနေတယ်နော်ဘာလဲအဲ့ဒီတင်းကိုတီးရဖို့အတွက်ဒါလိုအပ်နေတာလား ဟဲ့အတူပါတော့နားလေတာပဲ ခင်ဗျာပြောစရာရှိတာပြောစမ်းပါဗျာခင်ဗျာမိမနဲ့ကလေးကိုကျွန်တော်ကူညီပေးမယ် အခုလာရောက်နေငါနဲ့အဆောင်တစ်ခုတည်းကွာ ဘာခင်ဗျားနဲ့လာရောင်တဲ့ကအဆောင်တစ်ခုတည်းဟုတ်လား အေးကွာ ဒါဆိုရင်ကျွန်တော်ပြောတဲ့အတိုင်းခင်ဗျားလုပ်ပါလား ဘာလို့ပဲရမလဲ ခင်ဗျားမိမနဲ့ကလေးအတွက်ကိုလာစဉ်စားဖို့တောက်ဖို့အတွက်ကျွန်တော်ထောက်ပံ့ပေးမယ် ငါဘာလုပ်ပဲရမလဲ ဒီကောင်အခုတော့ထောင်ကြတာမုတွာကခင်ဗျားကိုငှားပြီးသူ့ကားတဲ့ကိုမူရစီဝါထည့်ခိုင်းတယ်ရဲကိုတတင်းပေးတယ်ဖမ်းခိုင်းတယ်ခင်ဗျားလိန်ပြောယုံပဲဒါဆိုရင်ဒီကောင်နဲ့မုတာပွဲကချစ်ကောင်းပြီလေ အေးမင်းကငါမိသားစုကိုထောက်ပံ့ပေးမယ်ဆိုတော့ငါလိန်ပြောပေးရမှာပေါ့ဒါလေးကငါတို့ပပလေးပါအေးဒါနဲ့မင်းကမုဒရာကိုဒီလောက်ကျင်ဘာဖြစ်လို့ငါ့ကိုဒီလိုမျိုးလိန်ပြောခိုင်းရလဲ ကျွန်တော်အတွက်အချစ်မစီမတော့အမုန်းပဲရမှာပေါ့ကိုဗလာရာအမုန်းကိုအမုန်းနဲ့တိုက်မှညီမျှတယ်ကိုဗလာအချိန်နဲ့စီပြီဆိုတော့ကျွန်တော်ပြန်တော့မယ်ဒါပေမဲ့သတင်းကောင်းကျွန်တော်မျှော်နေပါနော် အေးပါစိတ်ချစမ်းပါငါဗလာပါကွာဒါလည်းပပလေးနော်အေး ကျွန်တော်ပြန်တော့မယ် အေးဟုတ်ပြီ
ကဲချိန်စီပြီ တိုင်းကတက်ပြီ ကိုတော့ ဟေး ဟိုကောင်မင်းတင်ညိုကလာရောလာမှာလားခုထိလည်းမလာသေးဘူး ဟာမင်းကဗလာထောင်ဝင်သားသွားတွေ့တာ ဟော အခုရပိုင်းကတော့ဗလာမင်းမထောင်ဝင်သားသွားတွေ့တယ်တဲ့ อืม ခြေနေမကောင်းဘူးတဲ့ပြောအဲ့ဒါဗလာမင်းမအိမ်ပဲသူသွားလားမသိဘူးဟောတော့အကျိုးကြောင့်ဘာမှမပြောဘူး ဟော ဟုတ် ဘလားဆိုလဲကောင်းလဲပန်ကားလို့မှုတ်နေတာဒီတစ်ခါကျမှဘာဖြစ်လို့ဂိမ်းဟိုမှာဖြစ်သွားတယ်တော်သေးရတော့အိုက်ကွိုင်မှာမင်းတို့မညီလို့မင်းတို့ညီမင်းတို့လက်မှာ မင်းကလည်းဟာငါလည်းအဲ့ဒီတိလို့ကိုလိုင်းကိုဖြတ်ပြီးဒီမှာအရက်ပဲတောက်တော့တာဗျာ အေးအဲ့လိုလိမ်မာပေါ့ပါဆိုရင်လည်းအာမပြောရင်ဆိုရင်လည်းတက်ရှိဘူး ကဲဆရာသမားဆရာသမားလည်းနောက်ကျနေတာစောင့်နေတာကြာလာပြီ ဟုတ်တယ်ငါဗလားကိုထောင်းဝင်စာတက်တွေ့နေလို့ပါကွာ ဟေ့ဘလားချင်းလို့ဘယ်လိုရှိ သူချင်းနေကောင်းပါတယ်ကွာဒါပေမဲ့အထဲမှာဆိုတော့ဘယ်လိုနေရထိုင်ရစင်ကြပါမလဲ အေးပေါ့ဘလားကြောင်ကြားတာစိတ်ကမကောင်းဘူးကွာဒါလည်းဟေ့မေတ္တမောပြန်တဲ့ခုသိပြီတော့ဟုတ် ဟေးပါကွာငါတင်းမောပြန်တက်ဖို့စီစဉ်ထားတယ်ဒါပေမဲ့ငါတင်းမောပြန်မတက်ခင်မှာကိုဗလားကိုငါခွက်တစ်ခွက်စိတ်ခံထားတယ် ဟမ် ဟာမာခွက် အဲ့ဒါမင်းတို့နှစ်ယောက်မသိပါဘူးကွာငါနဲ့ကိုဗလားနဲ့ပဲသိတာမမမင်းတို့ပြောပြမယ် အဲ့ဒါရေးမရှိဘူးဒီမှာမင်းသင်္ဘောတက်ဖို့ပဲရေးကြည့်တယ်ကွာ အေးလေ ပင်လင်ကြီးကငါဘွားကိုပင်လင်ကြီးထဲမှာပဲငါအဆုံးတက်လိုက်တော့ပါ ဟုတ်အရှင်တော့မင်းပြောတော့မင်းဘဝမူလာအခုမူလာပဲရောက်သွားပြီ အဲ့ဒါအရင်တော့ကိစ္စတွေပါကွာအခုတော့ငါဘွားကိုပင်လင်ထဲမှာပဲရွှက်လွင်ပြီးငါအဆုံးတက်လိုက်တော့ပဲ အေးတန်းကျော် ဟယ်လိုကိုစိုးကြီးပြောဗျာ အေးငါမှချင်းကောင်ကြီးကြီးတွေတွေ့ထားတယ်ကွာအဝိုင်းလိုင်းတဲမလားလို့အတွင်းဒီအစင်းဒီမင်းကိုလှမ်းခေါ်လိုက်တာဘယ်လိုလဲမင်းလာဆွဲမလား ဆွဲမလားလို့မလုံနေနဲ့ဗျာကံကြမ္မာခဝါချတော့အခုနေ့ခါမตาချရင်တော့ကျုပ်လက်ထဲမှာကတိုးကားမရှိဘူးဗျ တန်းကျော်တလေးကိုတိန်း30ဘူးတော့ရောင်းလဲဆိုင်ရှင်ကြီးကကရိုးကတော့ပတ်စံမရှိဘူးဆိုတော့ဘိုးဘအောင်ရဲ့ဝါလုံးကိုဖျက်နိုင်တယ်ဆိုတော့ငါယုံနိုင်အောင်မယ်မင်းမပတ်စံမရှိဘူးဆိုတော့ငါမယုံနိုင်ဘူးကွာ ပြောပါဗျာပြောပါငါးကြော်နဲ့လေရတော့လေကြောင်ဆိုတာကနှကမ်းမွေးတော့ထောင်နေတာပေါ့ဗျာဒါပေမဲ့အဲ့ဒီကိစ္စမှာရေကတော့များများသုံးမှရမှာနော်ခင်ဗျားလည်းကြုံနဲ့စက်တူလုံးမလား ဒါပေါ့ကွာလက်ဖြောက်တစ်ချက်တီးရင်16နှစ်သမီးတောင်ရတဲ့ဒီခေတ်ကြီးထဲမှာမင်းကြံလိုက်ဖန်လိုက်စမ်းပါကွာပြီးတော့ဒီကွင်ကိုမင်းကလည်းပေါင်းပြီးတော့ဥဆောင်လိုက်ဟုတ်ပြီလား ဟုတ်ပါပြီဗျာမောင်ခေါ်တော့လေဗျာလို့ထူရနေတာပေါ့ဗျာအဲ့ဆိုကြုတ်လာခဲ့မယ် โอเค မိုင်းထုံချီဝီလေငါတို့နေရဲ့အချစ်ဟာရှင်ပါချစ်မြေဆက်တွေလို့တာတယောစင်အချစ်နေချီနှံထားတဲ့အချစ်ပါအတူနေနိုင်ဖို့တွေ့ငါတို့ကြိုးစားကြမယ်ပြန်ဆောင်ဖို့ရန်စိတ်အားတင်းလို့ထားနော်တယောစေမတဲ့ပဲညရည်နေပါလားဖြစ်လို့လဲနေမကောင်းဘူးလေဘာမှဖြစ်ပါဘူးနဲခေါင်းနဲ့ကိုက်ပြီးတော့မေလို့တိတ်မကောင်းဒါဆိုခေါင်းလေးပါလေးကြည်သွားရအောင်လေခေါင်းလေးတည်းထွက်ရှူလိုက်ဆိုင်မှာလည်းနေတည်ရှိနေတာပဲခဏနေပြခဏထွက်လိုက်ပဲ
ဒါဆိုမလေးခေါင်းကြည့်ပါအောင်တမယာလေးတွက်ဖြော်လိုက်မယ်နော်နှစ်တီ ။တန်းကျော်။ဘာဖြစ်နေမင်းမနာစုပုတ်တာ။လန်းလန်းဆက်ဆက်နေစမ်းပါပေါ့ မဟုတ်သေးဘူးကွာငါတို့ဖြစ်ကတနေ့ကိုရွှေဥတစ်လုံးဥပေးနေတဲ့ငန်းကိုရိုက်တက်လိုက်သလိုများဖြစ်နေမလားမသိဘူးမြင်ပါရ ။တန်းကျော်။မင်းမြောက်သားစားခြင်းမြောက်မျက်နှာကိုချီ။အောင်မြင်ခြင်းတဲ့ဆိုရင်စိတ်ကိုတစ်စိတ်နဲ့တာ။မင်းကောင်းထဲမှာတွေ့ဝင်နေတဲ့စိတ်ကိုထုတ် ဟုတ်သေးဘူးကွာငါတို့ဖြစ်ကဂျေဇုရှင်ကိုဂျေဇုကမ်းသလိုများဖြစ်နေမလားမသိဘူးလူရဲ့စိတ်ကအမျိုးမျိုးပြောင်းလဲနေတယ်နော်ငါရဲ့စိတ်ထဲမှာဖြစ်နေတဲ့အကြောင်းလေးမင်းကိုပြောပြနေတာမြင်ပါ ။တန်းကျော်။မင်းအမြင့်ကိုပြန်ခြင်းနဲ့ဆိုရင်တိမ်ငတ်ဖြစ်အောင်ကြိုးစား။အင်းငတ်ချင်းတူပေမဲ့ကြီးကတော့မင်းကိုမပြန်တာ။အဲ့တော့မင်းစိတ်ထဲမှာပြတ်သားဖို့မင်းကြိုးစား အခုချိန်မှာအတွေ့ကဘယ်ရောက်လို့ဘယ်ပေါက်နေတာမသိဘူးအတွေ့ကငါတို့အပေါ်မှာစူးတစ်ချောင်းလိုပဲတနေ့နေ့တစ်ချိန်ချိန်ကြာရင်ငါတို့အစိတ်တက်သွားနိုင်တယ်ဆိုတာမင်းသိလားမြင်ပါ မြန်မာဆိုတဲ့ငါဘဝမှာနောင်တဆိုတာရှိအဲ့ဒါမင်းမှတ်ထားလိုက် မမင်္ဂလာပါမပေးနာမှာထိုင်မလို့ရှင်ဒီတော့ကြောက်လိုက်ရှင်မဘာလို့များစားမလို့ရှင်မဘာလို့များသုံးဆောင်မလို့ရှင်မဘာလို့များသုံးဆောင်မလို့ရှင်မဘာလို့များသုံးဆောင်မလဲ ဟေးဘာလုပ်လာတော့ customer ထဲခေါ်လိုက်လေ မဆိုင်တော့ထိုင်ပါရှင်အဲ့ဒါဘာလို့မလဲ ဟေးဒီလိုလောအဲ့ဒါဘာလို့ပြန်သွားတာလဲ customer ဘာလို့ပြန်သွားတာ မသိဘူးဆရာတို့ကဘာမှလည်းမပြောဘူးရှင်ဆိုင်နဲ့ဝင်ထားခိုင်းတော့လည်းမထိုင်ဘူး နောက်ကအဲ့ကျွန်းတေချာကျိုး ဟုတ်ကဲ့ပါ
ကဲမှုတာနေကြီးကြီးကိစ္စခေါ်တယ်ဆိုလို့ငါလာခဲ့တာဘာကိစ္စလဲစိုးစမ်းပါဦး နဲ့လေတန်နဲ့မာနေတယ်လို့ပဲနော် ထင်းလို့ပါမှုတာရာငါလေးတန်လာတယ်ဘယ်တော့မှမပြောင်းလဲတော့မှာမဟုတ်ဘူး မင်းတင်ညူနင်ငါနောက်ကမှဘာကြီးကြံစီနေရလဲဘာကြီးလောက်ထားရလဲ ငါဘာမှမချင်စီဘူးဘာမှလည်းမလုပ်တာဘူးကဲနင်ကဘာတွေဖြစ်နေတာလဲစိုးစမ်းပါဦး ဘာဖြစ်နေရလဲဆိုပြီးငါ့ကိုမေးကိုပြန်ထုတ်နေတယ်နင်ငါနောက်ကျော်ဓာတ်နဲ့ထိုးနေရလားနင်အောက်တန်းကျရဲ့လောက်ရက်တွေကိုရက်တန်းရက်တော့နော် မှုတာနင်ပြောရတဲ့စကားလုံးတစ်လုံးချင်းစီတိုင်းဟာတော်တော်လေးကိုရက်ဆက်လိုက်ကြီးလားငါမှနင့်ကိုချစ်လွန်းလို့နင်ခိုင်းသမျှအရာအလုံးကိုမငင်းညူပဲငါလုပ်ပေးခဲ့တာလေနင်ပြန်ပေးတဲ့ဆူလက်ဒါပဲလားဟမ် မင်းတင်ညူရဲ့ဘာလဲနင်ကငါ့ကိုကူညီပေးခဲ့တာအတွက်ကိုငါကျေးဇူးဆက်တဲ့အနေနဲ့ငါနှလုံးသားကြီးကိုထိုးကျွေးမယ်လို့နင်ထင်နေရလားနင်ယူနေရလား အဲ့ဒါဆိုငါဘာဆက်လို့မယ်မှုတာနင့်စီကချစ်တယ်ဆိုတဲ့စကားလေးတစ်ခုကြားဖို့အတွက်နင်ခိုင်းသမျှအရာအလုံးငါလုပ်ပေးခဲ့တာလေဟာ ဟုတ်တယ်လေနင်ကခိုင်းကောင်းတာ哦ခိုင်းကောင်းလို့ငါခိုင်းခဲ့တာအခုနင်ကငါခိုင်းစရာဘာမှမရှိတော့အဲ့တော့နင်နဲ့ငါနဲ့ပတ်သက်စရာဘာအကြောင်းမှမရှိ ရက်ဆက်လိုက်ကြည်လားမှုတာရာငါနင့်ကိုအများကြီးမျှော်လင့်ခဲ့တာလေဟာ နင်မျော်လင့်နေနေယူနေလို့ပေါ့ငါနဲ့ဟိုးရင်နဲ့ပြောပြီးသားငါရင်ထဲမှာကိုပဲရှိတယ်ငါကိုပဲချစ်တယ်အခုလေငါကိုစောင့်နေတာကိုထောင်ကနေထွက်တာနဲ့ကိုနဲ့ငါလက်ထက်မှာနင်ငါ့ကိုမျော်လင့်နေလို့ရှိရင်အယိုးဆွဲတော့မှာဘူးအခုငါနဲ့ကိုရှင်းသွားအောင်ငါပြောပြတာခွင့်ပြုပါစေမှုတော်နင့်စီကအချစ်ကိုမရမှာတော့ငါစီကအမုန်းတွေလည်းနင်ပြန်ရစီရမယ်နင်ကမင်းထင်ညကိုရှော့တွတ်တာကို ဟုတ်မယ်နော်ဝါရှုံးရင်လည်းထွက်ပေးပါတို့ကနားကိုပူနေတော့တာဆုပ်နေတယ်လို့ဆိုင်ကောင်းငါမြင်ရတော့ဒါရဲ့စဉ်းစားကနေကွာစားဟဲ့မင်းတက်ကိုစားခိုင်းတာလေလေကစားခိုင်းတော့စားခိုင်းนี่แหละอย่ามาစားပါတော့ရစားပါဟဲတော့မှတန်းစီနေတာပဲကြည့်လိုက်အောင်ဇက်မနိုင်အောင်ဆောစမ်းပါဟာကြိုက်တယ်ငါလည်းအဲ့တွေးမျိုးကိုကြိုက်တာကွာကိုဗလားဗျာဟာပြမျက်နှာလည်းမကောင်းပါလားဗျဟမ်ဘာတွေဖြစ်နေရလဲကျွန်တော်ဘာကူညီပေးရမလဲ အေးအခုကဘာမှမဖြစ်ပါဘူးကွာအခုညီမလို့သေးပါဘူးအေးဒါမဲ့ငါမင်းကိုပြောကြတခုရှိလို့ကွာမင်းဘာအကြောင်းကြောင့်ဒီကိုရောက်လာလဲဆိုတဲ့အရာနဲ့သက်ဆိုင်နေလို့အဲ့ဒါလေးကိုငါပြောမပြောချိန်နေတာ ကိုဗလာပြောတာနဲ့ကျွန်တော်စိတ်ဝင်စားလာပြီကိုဗလာဘာပြောချင်တာလဲ မင်းစိတ်မှုနဲ့ဒီထက်ရောက်လာတာမလား ဟုတ်တယ်လေဘာဖြစ်လို့လဲ အေးမင်းနိုင်ရောက်ထွက်တဲ့ညမင်းကားနဲ့ပြန်တဲ့အချိန်မှာမင်းကားတဲ့ကိုဆေးတွေထည့်တယ်ပြီးတော့စကိုင်းကိုဖုန်းဆက်ပြီးတော့သတင်းပေးတယ်အဲ့ဒါတွေအားလုံးဘယ်သူလှုပ်လဲဆိုတာမင်းမသိချင်ဘူးလား သိချင်တာဗောဗျာသိချင်တာဗောအေးအဲ့တော့ဘာတူလဲကျွန်တော်ပြောဗျာကျွန်တော်သိချင်တာပြောပြအရန်လှပြီးအရန်ချစ်စရာကောင်းတဲ့မိန်းကလေးသူ့နာမည်ကမုဒရာတဲ့ ဘာမုဒရာဟုတ်လားကိုဗလာ ဟုတ်တယ်
မင်းရဲ့စစ်သက်ပွဲပြန်အောင်လုပ်တာလဲသူပဲမင်းဒီလိုမျိုးထောင်ထဲရောက်အောင်လုပ်တာလဲသူပဲငွေကိုရေလိုခင်းပြီးတော့အကွက်ကြစီစဉ်ပြီးတော့မင်းကိုဒီလိုမျိုးထောင်ထဲရောက်အောင်လုပ်တာမင်းနဲ့ဘာရန်ညိုးရန်စားရှိလို့လဲကွာ သူနဲ့ကျွန်တော်နဲ့ဟိုးငယ်လေးတည်းအတူတူကြီးပြင်းလာတာဗျာသူ့အပေါ်မှာကျွန်တော်အကိုရင်းတယောက်လိုကိုကျွန်တော်စောက်ရှောက်ခဲ့အဲ့ဒါကိုဗျာသူမို့လို့အခုလိုမျိုးလှုပ်ချက်တာဗျာအေးအဲ့ဒါပဲမိမဖြတ်လို့ပြပြတ်တယ်တဲ့နပိုလီယန်စစ်သူကြီးတောင်မိမကြောင့်စစ်ရှုံးသေးရတာပဲအေးမင်းလို့အောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ကဒီလိုအခြေအနေကိုရောက်လာတော့ငါမကြည့်ရလို့ဒီကိစ္စတွေငါချပြောနေတာမင်းကိုဗလာဒီကိစ္စကမုဒရာကြောက်ဆိုသိကြလားဟာသိကြတာပေါ့ကွာငါမှာ connection တွေအများကြီးရှိပါတယ်ကွာသိကြတာမှ1 million%မုဒရာနောက်ဆုံးတော့လေငါထင်တဲ့အတိုင်းပဲငါနောက်ကျော်ဓာတ်နဲ့ထိုးတဲ့သူကနေဖြစ်နေတာတွေ့ကြသေးတာပေါ့ကွာခက်ချေရောက်နေတာကို ကိုကြီးဘယ်သွားနေရလဲ ဩအလုပ်ကိစ္စလေးကြီးလို့ပြင်ခဏသွားခက်ချရောက်နေတာကြာပြီလားပြန်ပြလာခက်ချ ကြာပြီတငယ်ချင်းတွေကအလုပ်အင်တာဗျူးရှိလို့တဲ့ကျန်ခဲ့တယ်ဩခက်ချကဘာလုပ်တာလဲ ခက်ချိုက UK မှာကျောင်းတက်တာလေအခုကျောင်းပိတ်ထားလို့မြန်မာနိုင်ငံခဏရောက်နေရဒါနဲ့ကိုကြီးရောဝယ်မရသေးဘူးလားကိုကြီးကမိဘတွေကဆင်းရဲတဲ့ခါကျတော့အထက်တန်းကျောင်းတော့မပြီးခဲ့ပါ။အော်ဘာပဲဖြစ်ဖြစ်ပါအခုကဒီတစ်ဆိုင်လုံးပိုင်နဲ့ဆိုင်ရှင်းရောင်ဖြစ်နေပြီလေ။ဒါပဲပေါ့ခက်ချိုရဲ့စူးစမ်းရတာပေါ့။ဘဝဆိုတာရက်တက်လို့မှမရခက်ချိုကကျင်တယ်မောက်ဆောင်စားမယ်လေဟုတ်စကောင်းတော့ပေါ့ခက်ချိုခဏလေးနော်ကချင်တမောက်တော့ဆောင်းတီးရဆောင်လေးထည့်ပေးနော်ရှိပါနင်းကဒီဆိုင်ကိုမလာနဲ့လို့ပြောတာခဏကတော့ငါတငယ်ချင်းအထွေအောင်မတွေ့မချင်းငါဒီဆိုင်အောင်လာနေရအောင်ပါနင်တို့တွေတခုခုဖုံးကွယ်ထားတယ်ဆိုတော့ငါစိတ်ကအလိုလိုသိရွှေဘုံနင်းစကားတွေပေါင်းကြုံမလာနဲ့နော်ငါကုံသိတ်ခါနိုင်နေတာနင်းကြောင့်ငါဆိုင်ကုံသိတ်ခါမကြဆင်းစင်နင်းပြန်လိုက်တော့ဟုတ်စားစင်တာစားပြီးမှပြန်မှာပေါ့နင်ဆိုင်ဖွင့်ထားမှာမဟုတ်ဘူးလားနင်ဆိုင်ပိုင်ရှင်မဟုတ်ဘူးလားနင်ကစတမာဒီလိုပဲတင်ရလားဟမ်နင်းစားရမယ်စောင့်ကိုကြီးသူနဲ့ဘာပြောနေရလဲဩဘာမှမပေါ့ခက်ကျွဲကောင်းသိကောင်းခက်ကျွကချင်တစ်ပေါက်ဆောင်ရမှာလားကိုကြီးတော့စစ်စင်လိုက်
ဒီမို့နင်ကဘာလို့တကူကလာတွေ့တာလဲငါကအဆင်ပြေပါနဲ့မလာလဲရတယ်ပင်ပန်းလာပေါ့သမီးနဲ့ သူတို့ဘယ်လိုပါမလဲရှင်ရှင်အခုနေကောင်းရဲ့လားရှင်တို့ချက်မောင်ကျော်နဲ့ကော်ဖီမစ်ဆက်တော့ပါဆက်ထားတော့ပေးထားခဲ့တယ်နော် အေးမေမိုးရယ်မပို့ပေးလေရပါတယ်နင်နဲ့သမီးလေးမျက်နှာမြင်ရငါအဆင်ပြေပါပြီဟဲ့ဒါနဲ့သမီးကြောင်းတက်နေပြီလား တက်နေပါပြီဖေ အေးစာရောလုံနိုင်လားသမီး လုံနိုင်ပါပြီဖေရဲ့ အေးပါစာကြိုးစားတော့သမီးနော် ဟုတ်ကဲ့ပါ အေးမေမိုးနင်တို့အပြင်မှာနေတာအဆင်ပြေရလား မေးရလိုက်တော့ကိုဗလာရဲ့ခုဆိုရင်ရှင်သမီးရဲ့ပူစာတက်နေပြီရှင်သူတခုခုပူစာလိုက်ကျမယုံမီးစာနဲ့တို့ဆိုခံစားရတယ်ရှင် အေးပါမေမိုးရယ်ငါအထဲမှာရောက်နေပြီမဲ့နင်တို့အတွက်ငါတခုစဉ်းစားနေတယ်ငါလာစဉ်နင်တို့အဆင်ပြေအောင်လို့ငါတခုဖန်တီးနေတယ်နော်ဘာမှလည်းစိတ်ပူနေတယ်နော် တော်ပါတော့ကိုဗလာရဲ့ရှင်ရလေရေပေါ်မှာမျောနေတဲ့စင်တဲ့ဘွားကြိမိုက်လို့ပဲကျမတို့အဖူစာလေးမစားပြစေနဲ့တော့အေးစာပဲစားပြစေရှင် အေးမေမိုးလူဆိုတာအသက်ရှင်နေသေးတော့ရုန်းကန်နေရအောင်ပါပဲအဲ့အတွက်ငါတို့ကတခုခုတော့လောက်ကိုလောက်အောင်ပါပဲဘဝဆိုတာရက်တန့်သွားလို့ရတာမှမဟုတ်တာငါတို့လွတ်မြောက်ဖို့အတွက်ငါတို့ကကြိုးစားရုန်းကန်နေရအောင်ပါပဲနော် ပြောမြရတယ်ရှင့်သဘောပဲ အေးသမီးဖေးကြီးတွေကထွက်လာလို့ရှိရင်လေသမီးစားခြင်းတဲ့ဟာတွေလည်းလိုက်ကျွေးမယ်နော်ပြီးတော့အယုတ်တွေလည်းအများကြီးဖေးကြီးလိုက်ဝယ်ပေးမယ်နော်တိလားစာကြိုးစားတော့သမီးနော် ဟုတ်ပါဖေ အေးလိမ့်ပါလေငါသမီးလေ ကဲချိန်စိတ်ပြီချိန်စိတ်ပြီ ကဲမေမိုးချိန်စိတ်ပြီတော်နေလို့လည်းသွားတော့နော်အေးသွားအာ 卖萌，卖萌，卖萌。